အခုလိုပူပြင်းတဲ့ရာသီမှာအပူရှက်တာမျိုးဖြစ်နိုင်တဲ့အတွက်အပူရှက်တာနဲ့ပတ်သက်ပြီးဒီဗီဒီယိုမှာမျှဝေပေးခြင်းပါတယ်ကျွန်တော်ဒေါက်တာရဲသူစိုးပါလူတစ်ယောက်ရဲ့ခန္ဓာကိုယ်အပူချိန်က 36.5 ဒီဂရီစင်တီဂရိတ်ကနေ 39.5 ဒီဂရီစင်တီဂရိတ်အတွင်းရှိရပါမယ်ဒါပေမဲ့ခန္ဓာကိုယ်အပူချိန်က 40 ဒီဂရီစင်တီဂရိတ်ကျော်သွားရင်အပူရှက်ခြင်း heat stroke လို့သတ်မှတ်ပါတယ်အပူရှက်ရင်ဘာလက္ခဏာတွေပြတတ်လဲဆိုတော့ချွေးမထွက်ပဲအသားတွေအယမ်းပူကျစ်နေမယ်ပြုတ်အံမယ်ခေါင်းကိုက်မယ်စိတ်ရှုပ်ထွေးမယ်ရန်လိုလာမယ်အယမ်းဆိုးရင်သတိလစ်သွားတဲ့အထိဖြစ်နိုင်ပါတယ်အပူရှက်ခြင်းဆိုတာအသက်အန္တရာယ်ရှိတဲ့အရေးပေါ်အခြေအနေဖြစ်တဲ့အတွက်နေပူချိန်ထဲမှာတင်ကိုယ်တိုင်ဖြစ်စေတင့်နဘေးကလူဖြစ်စေအပူရှက်တဲ့လူနာတွေ့ရင်ဆေးရုံမပို့ခင်ဒီအချက်၃ချက်ကိုအရင်လုပ်ပေးပါလူနာကိုအရိပ်ထဲရွှေ့ပြောင်းပေးပြီးအဝတ်အစားများကိုချွတ်ပေးတာမျိုးရှော့ချပေးတာမျိုးလုပ်ပေးပါခန္ဓာကိုယ်အရေပြားပေါ်ကိုရိုးရိုးရေနဲ့ဖြန်းပေးပြီးရက်ခတ်ပေးပါရေငွေ့ပြန်ခြင်းကအုံနောက်အပူချိန်ကိုအမြန်ဆုံးကျဆင်းစေနိုင်လို့ပါလေပင်ဂျိုင်းကြားနဲ့ပေါင်ချံလိုမျိုးသွေးကြောမကြီးတွေရှိတဲ့နေရာကိုရေခဲအိတ်ကပ်ပေးပါတတိပြုရမယ့်အချက်ကလူနာကိုပါရာစီတမောနဲ့သွေးကျဲဆေးအက်စပရင်လိုဆေးတွေကိုလုံးဝမတိုက်ပါနဲ့လူနာတတိကောင်းကောင်းမရသေးရင်ရေမတိုက်ပါနဲ့ရေနေတတ်ပါတယ်အပူရှက်တဲ့လူနာကိုအရင်ဆုံးအေးအောင်လုပ်ပေးပြီးမှဆေးရုံပို့ပေးပါဘာဖြစ်လို့လဲဆိုရင်ဆေးရုံမရောက်ခင်ဂျားတဲ့ကမိနစ်ပိုင်းအတွင်းခန္ဓာကိုယ်အပူချိန်ချပေးနိုင်ခြင်းကအသက်ရှင်ဖို့အခွင့်အလမ်းပိုများစေနိုင်လို့ပါအပူရှက်တာမျိုးမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုရင်ခရမ်းလွန်ရောင်ကြီးအမြင့်ဆုံးအချိန်ဖြစ်တဲ့17နာရီကနေညနေ4နာရီအတွင်းအတက်နိုင်ဆုံးအပြင်ထွက်တာမျိုးရှောင်ခြင်းပါရေကိုမကြာတောက်ပေးပါလူငယ်တွေထက်အသက်အရွယ်ကြီးတဲ့လူကြီးတွေကအပူရှက်နိုင်ကြီးပိုများတဲ့အတွက်အတက်နိုင်ဆုံးအပြင်မထွက်ပါနဲ့ကျန်းမာပျော်ရွှင်တဲ့ဘဝကိုရကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျ